ကျွန်တော်တို့ဘွဲမှနိုင်ဘူးတာလည်းမဟုတ်ဘူးလို့ပြောတဲ့လူတွေအတွက်ကျွန်တော်ဒီပွဲနိုင်အောင်သွားဆော့ပြမှာပါဒီပွဲမနိုင်ကြုံပတ်ကြီးအကောင်ကိုကြုံအလကားပေးမှာပါဘာလို့ဆိုကျွန်တော်ဒီဗီဒီယိုဟိုမလုတ်ခင်လည်းနိုင်မယ်ဆိုတာကျွန်တော်ကကြည့်ပြီးသားမို့လို့ပါပြောင်းငရုကောင်နေရရောက်လက်တဲမပါဘူးနော်ဒီများအနီအောင်လက်တဲပါမှာဗျဒါမျိုးပဲလက်တွေကတက်လို့ရတာလို့ကြားဘူးလားငါပြိုးတွေအမဒီများလက်တဲတွေပါတယ်ဒီများလက်တဲတွေပါတယ်ဗျငါတို့ကမပါဘူးလက်ကမြင်တယ်လို့လိတ်သေးတော့မှနေငါတို့ရိုက်လိုက်တယ်မလားငါတို့ရလိုက်တယ်မလားဒါပဲသူများရတော့လားငါပြောတယ်ရဲ့တော့မင်းတို့စသဖြင့်လက်သေးကိုယူပါအဲ့ဒါပါမှနိုင်နာလို့ငါလာပြီးမင်းကိုလာခဲ့ပြီးရောက်နေရှော့ပြီးဟေးလာခဲ့တာတော့မင်းကိုပဲလောသမင်းကိုမကဲငါ့ကိုအရင်ခဲ့ကြအောင်လေကွာရှော့ကုန်တော့မှာမနော်အဲ့ဒါယူသွားမလုပ်ကြပါနဲ့ကွာအဲ့ဒါယူသွားမလုပ်ကြပါနဲ့အဲ့ဒါကြီးလုံးမဲ့ငါ့ကိုဝိုင်းချကြပါငါ့ကိုဝိုင်းချကြတာမအဲ့ဒါယူသွားမထိသားမှာနဲ့အဲ့ဒါကြီးချီကြောက်လန်းတော့ငါ့ကိုဝိုင်းချကြနော်မင်းတို့ဆိုဒီမှာလဲအဲ့ဒါကိုပဲပြက်နာတက်ရှာနေအဲ့ဒါယူသွားမလုပ်ပါနဲ့ငါရှုံးမှကြောက်လို့ငါခင်းကောင်လက်ကားပေးရမှာနော်ဒါကငါပြောတာနားတော့ငါမူပိုင်းဆိုတာအန်တူနေပြီနော်လေးလာမမွေးလင်းနဲ့ဆော့လာလားလို့အဲ့လူစိုးစိုးမဝင်နဲ့ငါနောက်ဆုံးမှနေရမှာကြောက်လို့မဟုတ်ဘူးနော်သူများတွေဆော့ရတဲ့လူကပြောပြထားတာမဆမန်းအဲ့ဒီရဲ့မိရနောက်မှနေပြီးပြည့်ရတာကြောင်မင်းကထိတ်ဆုံးတော့ဟိုကောင်ဒိုင်းတော့အေးမင်းကအရင်ဝင်တော့မိတ်ဆိုတဲ့ကောင်မအတစ်ပြောတာမင်းကငါနောက်မှနေရမှာလို့ငါပြောတဲ့အတိုင်းလို့မင်းတို့ကျေတုံးတူးဒူးစီရမယ်လို့ထူးအောင်ထူးဒါပဲဒိုင်းတော့အရင်တော့အေးမင်းရင်တော့အဲ့ဒီတော့မဟိုကောင်မလိုက်ငါနောက်ဆုံးကလိုက်ရမှာအေးဟုတ်ပြီနိုင်တော့မရောက်နေအတင်းငါ့ကိုတပွဲမှမနိုင်ဘူးလို့ပြောတဲ့ကောင်ဒီကနိုင်အောင်ဆော့ပြလိုက်ပြီနော်ဒိုင်းတော့အရင်ဝင်ဒိုင်းတော့ကအရင်ဝင်ဟဲ့အောင်မဝင်နဲ့အေးဟိုကောင်မအရင်ဝင်တော့တာဒါပဲဘိုးပေါ